မြန်မာပြည်ကိုစားရောက်လာတဲ့ရွှေဒဂုံရွှေတော်သွားမယ်ဆိုတော့ကျွန်တော်လည်းတော်လေးအော်သွားတယ်ဘာဖြစ်လဲဆိုတော့ဒီကောင်မလေးကဘင်္ဂလားဒေ့ရှ်ကလာတယ်အင်တာဗျူးမှာစမိတာကပထမဆုံးပဲကိုသွားချင်တယ်ပြီးတော့ရွှေဒဂုံရွှေတော်ကိုသွားမယ်အဲ့ဒီနေရာကသူသွားချင်ဆုံးအကြိုက်ဆုံးနေရာလို့ပြောတော့ကျွန်တော်လည်းသူ့အကြောင်းကိုစိတ်ဝင်စားလို့ဆက်စသူ့ရဲ့နာမည်ကိုကျွန်တော် Facebook မှာရိုက်ရှာလိုက်တော့တော်တော်လေးကိုကျွန်တော် short ရသွားတယ်ဒီ follow ကန်တဲ့ကောင်မလေးကမြန်မာနိုင်ငံကလည်းမဟုတ် follower ကလည်း9သိန်းကျော်ရှိတယ်ပို့တိုင်းမှာလည်းနိုင်ငံခြားကသူတွေတောင်သူ့ကိုတော်တော်လေးကိုအားပေးကြတယ် Instagram ကိုသွားကြည့်တော့လည်း follower 1သိန်းကျော်ရှိတယ်ဒါနဲ့ပဲချစ်စရာကောင်းတဲ့ပုံတွေကိုကြည့်ကျွန်တော်ပြန်ထွက်လာခဲ့တယ်ဒါပေမဲ့လည်းမဟုတ်သေးပါဘူးဆိုပြီးတော့ကျွန်တော် Google မှာသူ့နာမည်ကိုရိုက်ရှာလိုက်တယ်အဲ့ဒီမှာတကယ်ကို short ကြီးရသွားတယ်ပေါ့နော်ဘာဖြစ်လဲဆိုတော့ဒီကောင်မလေး live history ကိုတော့မှ Google မှာ record လုပ်ယူထားတဲ့အထိအောင်မြင်နေတဲ့သူဖြစ်တယ်ဒီကောင်မလေးကသူ့နိုင်ငံမှာကအားကစားစုတွေပြင်အခြားအာရှနိုင်ငံတည်မှာစုတွေရယူထားတဲ့သူဖြစ်တယ်သူ့နိုင်ငံမှာတော့သူဟာလူချစ်လူခင်ပေါ်တဲ့အောင်မြင်တဲ့ကစားသမားတယောက်ဆိုတာတော့သိကြသွားတယ်ပေါ့နော်ပိုပြီးတော့ထူးဆန်းတာကပထမကျွန်တော်ပြောခဲ့တယ်လို့ပဲဆက်စရောက်ချင်းရွှေဒီကုံစီတီတော်ကိုသွားမယ်ဆိုတဲ့ချက်ပေါ့နော်အဲ့ဒါနဲ့ပဲသူကဘယ်ဘာသာလဲဆိုပြီးတော့ကျွန်တော်ထပ်ပြီးတော့ဆက်စုပြန်တာပေါ့နော်ဆက်စချင်းတော့ရှာမတူအဲ့ဒါနဲ့ရှာရေးနဲ့အဝဇ္ဇရာတွေပြခဲ့တာပေါ့နော်ဘာဖြစ်လဲဆိုတော့သူမကထေရဝါဒဗုဒ္ဓဘာသာဝင်တယောက်ဖြစ်တာမကဘဲနဲ့သူစဉ်းသက်လာတဲ့မျိုးနွယ်ကကျွန်တော်တို့မြန်မာတွေတော်တော်များများမမြင်ဘူးတဲ့ချက်ကမလူမျိုးတနည်းအားဖြင့်ဖျားမျိုးနွယ်တာကီနွယ်မျိုးရိုးကဖြစ်တယ်ဆိုတာပေါ့နော်ဒါနဲ့နောက်ဆုံးပြောချင်တာကတော့ကျွန်တော်တို့ဒီမြန်မာမျိုးသမီးအသင်း ARDFC အသင်းကိုကျွန်တော်တို့ဒီထက်ပိုပြီးတော့အားပေးဖို့လိုအပ်ပြီလို့ထင်ပါတယ်ဗျအားလုံးကိုကျေးဇူးတင်ပါတယ်